Mobile Legends Diamond တွေ PUBG UC အပါအဝင်တခြား game အင်တန်တွေကို website နဲ့ application ကနေဘယ်လိုဝယ်လို့ရနိုင်မလဲဆိုတာဗီဒီယိုလေးနဲ့ပြောပြပေးသွားပါမယ်။ Diamond တွေ UC တွေဝယ်ဖို့အတွက်အရင်ဆုံးအကောင့်ဖွင့်ပေးရပါမယ်။အကောင့်မရှိတဲ့သူတွေအတွက် register အကောင့်ကိုနှိပ်ပြီးဖြည့်လိုက်ရုံပါပဲ။အကောင့်ရှိပြီးသားသူတွေက login အကောင့်ကိုတန်းဝင်လိုက်ရုံပါပဲ။မိမိတို့ကတော့အကောင့်ရှိပြီးသားမို့ login နဲ့ပဲတန်းဝင်ပြလိုက်ပါမယ်နော်။ iPhone သမားတွေအတွက် website Telegram ဘုတ်တို့ကနေဝယ်လို့ရသလို Android သမားတွေအတွက်ကတော့ application website Telegram ဘုတ်တို့ကနေဝယ်လို့ရပါတယ်နော်။ဒါပဲသုံးလက်ရှိအခြေအနေအရ VPN လေးတော့ခံပေးဖို့လိုပါတယ်နော်။လောလောဆယ် Mobile Legends Diamond မြန်မာစာပါအတွက်ဘယ်လိုမျိုးဝယ်ရမလဲရှင်းပြပေးပါမယ်။ Mobile Legends မြန်မာအတွက်ဝယ်မှာမို့လို့ Mobile Legends ဆိုတာတွေကိုနှိပ်ရပါမယ်။ဝယ်ပေးခဲ့ပြီး AYA ပေးတဲ့အတွက်ပုံမှန်လွှဲနေကြနဲ့မတူတာမို့လို့လွှဲနည်းလေးတွေလုပ်ထားပေးပါတယ်။တခုစီလွှဲနည်းအသေးစိတ်ဗီဒီယိုလေးတွေကိုလည်း Junior Game Shop YouTube Channel မှာတင်ပေးထားပါတယ်။ Diamond တွေ UC တွေအပါအဝင်တခြား game အင်တန်တွေဝယ်ဖို့အတွက်ပတ်စံအိတ်နဲ့ငွေကြိုတင်ဖြည့်ထားပြီး24နာရီအယောင်ဖွင့်ချိန်စောင့်စီရမလို့ကြိုက်တဲ့အချိန်ဓာတ်ရိုက်ဝယ်လို့ရသလိုငွေလဲ access နဲ့မိမိတို့ဖြည့်ပေးတာကိုအယောင်ဖွင့်ချိန်အတိုင်းစောက်ပြီးဝယ်ကျင်လဲရပါတယ်။ပထမအဆုံးအနေနဲ့ငွေလဲကနေအရင်ဝယ်ပြပေးပါမယ်။ဝေးနံပါတ်လေးကို copy ယူလာပြီးဝေးအကောင့်လေးရဲ့အောက်ဆုံးမှာရှိတဲ့ QR code လေးကိုနှိပ်ပြီးဖုန်းနံပါတ်လေးကိုထည့်နှိပ်ပြီးအလက်တကူလွှဲလို့ရပါတယ်။ Game ID ရိုက်ထည့်ပေးပါ။ဥပမာမိမိရိုက်ပြပေးထားပါတယ်။လွှဲထားတဲ့ access လေးကိုယူပြီးငွေလွှဲပြေစာ screenshot ကိုရွေးပေးပြီးတာနဲ့အချက်လက်များမှန်ကန်ပါတယ်ကိုနှိပ်လိုက်တာနဲ့ကိုရိုက်ထည့်လိုက်တဲ့ ID ရဲ့ in-game name ပေါ်လာပါလိမ့်မယ်။ဝယ်ယူမည်ကိုနှိပ်လိုက်တာနဲ့ဝယ်ယူမှုကအောင်မြင်သွားပြီမို့လို့မိမိတို့ e-bank ရမဟုတ်ရင်အချိန်ခဏလေးအတွင်းမှာ diamond တွေကရောက်လာမှာပါ။ပြီးကြောင်းကိုလည်းခေါင်းလောင်းနေရာလေးမှာဝင်ကြည့်နိုင်သလိုအော်ရာများဆိုတဲ့နေရာလေးမှာလည်းဝင်ကြည့်နိုင်ပါတယ်။